လေးစုတပ်ပုံရွှေတကုံစေတီတော်မြတ်ကြီးဟာဖေဖေတို့မြန်မာပြည်တင်မဟုတ်ဘူးကဘာပေါ်မှာပါထင်ရှားကြော်ကြတာဆိုတော့ဖေဖေတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအနေနဲ့ဂုံယူကြည်ညိုစရာပဲပေါ့ကွယ် အော်ဒါနဲ့ဖေဖေထီရွှေတကုံစင်ရောမြတ်ကြီးကိုဘာဖြစ်လို့လေးစုဓာတ်ပုံမြတ်ရွှေတကုံလို့ခေါ်ရတာလဲ ဟုတ်တယ်ဖေဖေဒါလည်းအဲ့ဒီဘွဲနာမည်ကိုခေါ်နေတာကြားဘူးတယ်ဘာဖြစ်လို့ခေါ်နေကြတယ်ဆိုတော့ဖေဖေသိရင်ရှင်းပြပါလား အေးသားတို့သမီးတို့ကိုဖေဖေရှင်းပြမယ်ဒီလိုကွဒီရွှေတကုံစေတီတော်မြတ်ကြီးဟာဂေါရဗမြတ်စွာဘုရားရှင်ရဲ့စံတော်တွေတင်တာမကဘူးကတ္တဖဂေါနာကိုကကုတံဘုရားရှင်တို့ရဲ့ဓာတ်တော်မူတော်တွေကိုအားလုံးစုပုံပြီးတော့ဌာပနာထားတာမို့လေးစုဓာတ်ပုံမြတ်ရွှေတကုံလို့ထင်ရှားကြော်ကြတာပေါ့ဒီစေတီတော်ကြီးရဲ့တမိုင်းကိုစာပြီးတော့ပြောရမယ်ဆိုရင်တော့ကကုတံမြတ်စွာဘုရားလက်ထက်တော်မှာတို့အခုသိနေကြတဲ့ဆူးလေနတ်ကြီးဟာဘလူးကြီးတစ်ကောင်ဖြစ်ခဲ့ဘူးလေကွအဲ့ဒီဘလူးကြီးကိုခြေချွတ်ဆုံးမတော်မူရန်အတွက်မြတ်စွာဘုရားရှင်ဟာဘလူးကြီးထံကိုကြွလာတော်မူခဲ့တယ်မြတ်စွာဘုရားရှင်ဟာဘလူးကြီးကိုဆုံးမခြေချွတ်ပြီးတဲ့နောက်သူ့ရဲ့တပည့်တာဝကအဖြစ်အတိမတ်ပြုတော်မူပြီးနောက်သူ့ရဲ့ကိုယ်စားကိုးကွယ်ရန်အလုံးကသူ့ရဲ့လက်သုံးတော်တော်မူကိုဘလူးကြီးအားပေးသနာတော်မူခဲ့တယ်